ကောင်းတယ်ပဲအောင်ပြီလေရလာလေနေမလားဘာလို့လူရောက်လဲဒိန်းစောဆောက်လို့ဆေးချလားရဲကောတော့လားရဲမတော့ဆေးချကြတယ်အားလုံးပဲမင်္ဂလာပါ TV World Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆေးကြောင်တဲ့သူတို့ရဲ့ interview ကိုကျွန်တော်သူကြည့်စုတော့မှာဖြစ်ပါတယ်ဆောက်လို့ဒိန်းကြောင်လို့ဒီကိုရောက်လာတယ်ကွာမဆိုးလားဆိုးပါတယ်ရောက်ထိုင်လေကွာလုံးနေနော်ဒိန်းဆောက်လို့အဲ့တော့ဒိန်းဆောက်လေအရင်မတော့ဆေးမကြမယ်ဆေးမကြဘူးဒီရောက်တယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာအားနေသွားတော့မနာသေးတော့ဘူးအားနေပါတယ်ခေကိုတယောက်တည်းတိုးတိတ်ဆော့နေရင်ကနေကြောင်လာတဲ့ခါကျတော့စကားတွေပြောတော့ကြောက်ပြောအိမ်မက်ထဲမှာငါသမီးလေးနဲ့တွေ့ရတာနဲ့ဟောဟိုနဝရနဲ့လာတွေ့ရတာနဲ့ခိုင်ကြီးကြီးနဲ့တွေ့ရတာနဲ့အားလုံးကတစ်ခုလက်ကြီးဖြစ်နေတယ်အဲ့လိုကြောင်ကြီးရောက်လာတဲ့အတွက်အနေရမရှိလားရှိပါတယ်ဟုတ်ပြီဟိုမျိုးစရာဆွေခင်ဗျားကဘာလို့ဒီလိုရောက်လာလဲရတော့ဟာခင်ဗျားဘယ်ရလာလဲခြေခြေလေးပြောပါရိုက်နေတယ်ဘယ်ခဲလာလဲဘုလို့စီယာဘာတော့လို့လဲခြေခြေပြောဘာတော့လဲရတော့ဒီနေ့ဘယ်လောက်တော့လဲလုံးဝလောက်တော့အသက်ကြီးလားကြီးနေအသက်ကြီးဘာဖြစ်လဲဟာတီဝါနော်ဟာတီဘာဖြစ်လဲအသက်ကြီးလက်ရောက်အတော်ရေပြင်းဒါတွေဖြစ်နိုင်တယ်အဲ့တော့ကိုကအရက်ကိုဘယ်လိုတောက်တင်လဲစီးတဲ့ကန်တော့ဘယ်လိုတောက်တင်လဲစီးတဲ့ကန်ကိုကိုပြုပြီးဖို့ချိန်ရှိသေးလားရှိပါတယ်အော်ဒီကိုဘယ်ဦးနိုင်ဦးကြီးထိုင်းမှာမကြရပါကိုကဘာလို့ဒီမှာရောက်ပြီးရောက်လဲကျေပြောအရက်တော့လို့ရောက်တယ်အကိုရက်တစ်ခါတော့ဘယ်နှလုံးတော့လဲတစ်လုံးတော့လဲလားဘယ်နဲ့ပဲရှင်ကစားတော့လဲ6နှစ်လောက်ကနေညပဲချိန်ကြီးလဲမကုန်ရှိတော့တယ်ဟလားအစာပါစားတယ်အနီးတွေ့ရစားတယ်အကြောက်ကြီးတော့တွေ့တယ်မျိုးပါလားအဲကိုကတမလို့ရရှိနေလားတယောက်ကညီဖြစ်နေတယ်ကိုတိုင်းကလည်းတင်မောတိဖြစ်နေတယ်တင်မောတိဘွားမှာလွန်ဆန်ပြီးတော့အရက်ဘွားမှာကျုံနေတင့်တော်မလားမတင့်တော်ဘူးလားမတင့်တော်ပါဘူးမတင့်တော်တဲ့ကိုကိုပြင်ဆင်ဖို့အချိန်ရောက်ပြီလားမလို့လားလိုပါတယ်ဟုတ်ပါပြီထိုင်ပါဟာမင်းနာမည်ဘာသာထုံးဘယ်ပဲလားမြန်မာတော်ကြီးပြန်ဆက်တော့ဘာတော့လဲဒီကြောင့်သေကြောနဲ့တူတယ်ဒါတော့ဘယ်လိုပြောတော့အလုပ်ပါလို့လောကဦးလေးဘာလို့ချက်ရက်ွက်ရုံရက်ွက်စီရင်လို့လေဟလားအော်ရက်ွက်စီရင်ကြီးဒီကဟောက်စားကြောက်ဖာခွင်းနေလားတကယ်ဘယ်လိုရတောင်းရရောပြီအဲ့ဒါအိမ်ပြန်ပြီးတော့မမေးကိုရှုပြီးအဲ့တော့ကိုကကိုလေလာအောင်နေပေါ့နော်အဖေမင်းရှိတာအမေရှိဘေးရှိတော်ရီပို့တာနော်အဲ့တော့ပကလို့လုံးလားကြောင်းလားဘယ်ပြည့်ကြောင်းလားမကြောင်းလားကြောင်းတော့ဒီနေ့လို့လေရလာတော့အဲ့ဒါဟုတ်ပြီဒီကအဲ့ဒါမျိုးပါဒါလည်းဒါလည်းအဲဦးပါဒါမဲ့ကျော်စင်မင်းအားသုံး WY နဲ့စီတော့ဟာလည်းစီကပွင့်ဘလောင်းချပြားလုံးတယ်ပြားလုံးအဲတိုးပြီးတဲ့ခံစားတဲ့ feeling ဟုတ်ဆက်ပြောWY တုံးမိညာကျင်စီတော့တော့ယူခမစ္စတာဆွမ်းစားအားရမစားတော်ပြီမစားစားရမြောက်မစားရဘူးအားလုံးမစားဘိုင်းမစားဆေးတော့ဘိုင်းမစားဘူးလေအဲ့တော့ဆိုင်စကားပေါ်များဖို့တော့မင်းတို့ငါတို့ဆေးများသုံးဖို့မလိုဘူးလားလိုပါတယ်ကဲမိဘများမြင်တဲ့အတိုင်းအများသားတွေကယူနေကြတော့မယ်ဟုတ်ပါဘုရားလားမျိုးပါလေယူနိုင်လေမတည့်ရပါဘူးဘယ်လာလဲတာဘုမျိုးနိုင်ဒီကိုလာတော့ဘာနဲ့လာလဲဦးလို့လားဦးလို့လားလာခေါ်လာဘယ်မှာလာခေါ်လဲတတောင်းဝချံတတောင်းမဲ့တိုက်ခန့်လာအဲ့လာဘူးလားကိုမျိုးလင်ထုံးကအာသေးသုံးတယ်စီသေးကြောက်တော့စီရောက်သုံးတယ်တခါသုံးရင်ဘယ်နှတိုင်းလောက်တော့ပုံမှန်မရှိဘူးပုံမှန်တိုင်းသုံးတယ်နည်းနည်းအဘိဝတ္တောချာအဘိဝတ္တဘလို့ပြရအားလေးမချောင်းလဲဝမ်းကိတ်ကြီးထုတ်အဲ့တော့အဘိဝတ္တဘုရားမလူတွေတဲ့အနေရပြုပါလေနော်
စိတ်ကူကလည်းခက်ပါလေကိုမျိုးရင်တို့ကြည့်ပါကြောင်တောင်ပေါ်တော်ကြီးပေါ်ကြီးဖြစ်မလို့လား ပြင်းနေပါတယ် အဲ့ဒါကြောင့်ကိုမျိုးရင်တို့စီးပြီးတော့နော်ကဲပတရကျောင်းဆရာသားထားလားအဲ့လိုဒီပို့လေရရပို့ရဒီလိုတော့ဟာဒီကြည့်လားအဲ့ဒါကြီးလေအဲ့သူမင်္ဂလာဟုတ်ရပူတာအဲ့ဒီမျိုးချစ်လိုက်တာတုံလို့အမလေးတောင်းခေါ်လာမယ်တားရဲငါတော့ဒီကိုကန်ချတယ်သူသားသမီးအလိုလိုက်လို့ဖြစ်တာမဟုတ်ဘူးလားဟုတ်ပါတယ်ဘယ်လိုပါလို့လဲအားရဘုရားလေးရေဘလောက်ပူလဲဒီကိုဘလောက်တော့ဆက်ပူတယ်ကိုပဲပြောင်းလိုက်ဟုတ်တော့လားချစ်လိုက်တာလူမိုက်လို့လားလူမိုက်လို့တော့အော်ရောက်နေနေစေရထိုင်ပါကိုဘွားကနားလေစေးသုံးတယ်လားဟိုဒီဘက်ကဥခွဲတဲ့ကောင်အဲ့လိုလုပ်ပါလေတင်မောင်မစေးသုံးရဲဘက်တော့တခါတော့ဘယ်လိုလုပ်တော့ဒီဘက်ကလည်းတလုံးတော့ရှစ်ဘက်ကြာအမိပါစားအမိကဘယ်လိုလဲဘယ်လိုလဲနောက်ပြီးတော့ဘယ်လိုလဲဒီဝက်ဘလောက်လဲဘယ်လိုလဲ2000ဟုတ်ပြီဘယ်လူတန်ဖိုးဆိုတာဘာပြောလဲဒါတော့ဇွေကိုအိမ်မှာကြော်စားရင်900ပါဇီးဘယ်လောက်လဲ900ပဲတန်ဖိုး1000အိမ်သုံးစားလို့မရဘူးလားမရပါဘူးဟုတ်ပြီအဲ့ဒါဇွေကတန်ဖိုးက900ပဲရှိတယ်ဒါနှစ်စီးဆို1000ဟုတ်ပြီနော်အဲ့ဒီကနေတာမန်ရက်ွက်တည်းကစားသောက်ဆိုင်ရောက်သွားရင်ဇွေတော့သူပြောလို့ဘယ်လောက်ဖြစ်သွားလဲ1500ဖြစ်သွားပြီအဲတန်ဖိုးက1000ကနေ2500တက်လာပြီဟောအဲ့ value တန်ဖိုးပြောင်းလဲတယ်ဟုတ်ပြီနော်အဲ့ဒီကနေဟိုတယ်ကြီးထဲမှာ Zoom play စိမ့်လေးပါဆိုင်တဝဲဘလောက်ဖြစ်သွားလဲ1000လောက်ဖြစ်သွားပြီ1000ကနေတန်ဖိုးကပြောင်းမလာဘူးလားပြောင်းလာပါတယ်ဒီ value ပြောင်းလာတော့လူရဲ့တန်ဖိုးကပစ္စည်းရဲ့တန်ဖိုးကလည်းပြောင်းလာတယ်ဒါကြောင့်မင်းတို့တွေကကိုယ်ပိုင်အရေးချင်းရှိတဲ့သားတွေသမီးတွေဖြစ်တဲ့အတွက်ကိုယ်အရေးချင်းတဲ့ကိုဖေးကိုမတကောင်မစင်းလာဘူးမှတ်သိရကိုတန်ဖိုးနဲ့ကိုရှိဖို့မလိုလားလိုပါတယ်တန်ဖိုးဆိုတာ value အနှိမ့်အမြင့်ရှိတယ်နော်ဒီတိုင်းပဲဇွဲကြော်ချက်ချိုခြင်းနဲ့စားမယ်ဆိုတာရက်စားနဲ့မြည်လို့မရဘူးလားမရပါဘူးမြန်များတစ်လုံးနဲ့မြည်လို့မရဘူးလားမရပါဘူးအေးအဲ့ဒါ value ပဲကိုတန်ဖိုးကိုချိုင်လေလောက်တာလဲဘယ်သူလောက်တာလဲကိုတန်ဖိုးမြင့်တာလဲဘယ်သူလောက်တာလဲကိုတန်ဖိုး value မြင့်ဖို့တဲ့ကိုမှတာဝန်မရှိဘူးလားရှိပါတယ်တာဝန်ရှိဖို့တဲ့မင်းတို့ကိုယ်တိုင်မိဘတွေနဲ့ပူးပေါင်းပြီးတော့ကျမ်းမာရေးကောင်းပြီးမွေးစေဝပြတ်တဲ့ဘဝရောက်ဖို့မလိုလားလိုပါတယ်ကောင်းထုံးလေးအဲ့ဒါတော့ဒီကလူဘာဖြစ်သွားပြီစေကားတွေလာပြအဲ့ဒါအဖေသူ့ဖေကသူ့သားပတ်စံအပြီးတော့သူ့ပတ်စံတွေတောင်းတဲ့အခါမှာတုံးပလိုက်ပြီးကိုဝါပြီလို့ပြောတယ်နော်ပါဇက်ကပြေအဲ့ဒီကိုဝါပြီလို့ပြောတယ်ကိုဝါပြီလို့ပြောတဲ့အခါကျတော့သူ့ဖေကငွေသေးဖို့ပြေတယ်ဆိုတော့တော့ရတယ်ဒီတုံးပလိုက်အမတ်တော့ရပေါ်တိမိတ်ပဲယူဝါမယ်ယူဝါပြီလို့သူကဘာလို့လဲရွှေတုံးချက်တောင်းတယ်900စီ90စီးတယ်တော့စီ